ဒီနေ့တော့ယူကရိန်းရဲ့စစ်တွင်းရွေးကောက်ပွဲကိစ္စပေါ်အချင်းချုပ်သုံးသက်ချက်လေးပြောပြခြင်းပါတယ်ယူကရိန်းသမ္မတဇယ်လန်စကီးကစစ်ဖိနေချိန်မှာရွေးကောက်ပွဲလုပ်ဖို့အစီအစဉ်မဲ့လို့ပြောလိုက်တာဟာနိုင်ငံတွေကလည်းပြည်တွင်းမှာငင်းပါမှုတွေဖြစ်စေခဲ့ပြီးဒါဟာနိုင်ငံရေးကစားကွက်တစ်ခုလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်ပထမချက်ကတော့ဇယ်လန်စကီးရဲ့ကမ်းလှမ်းချက်မှာဒါပေမဲ့ဆိုတာကြီးပါနေတာပါလေသူကရွေးကောက်ပွဲလုပ်ဖို့စဉ်းနေမယ်လို့ပြောပေမဲ့အဲ့ဒါကအမေရိကန်နဲ့ဥရောပမဟာမိတ်တွေကမေးပေးမှုလုံခြုံရေးကိုအာမခံပေးနိုင်မှာဖြစ်မှာပါဆိုတော့ဒါကသူအာဏာကိုစုပ်ကိုင်ထားတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုတွန့်ပြတ်လန်တဲ့သဘောမျိုးပေါ်ဖြစ်နေပါတယ်ဒုတိယချက်ကတော့လက်တွေ့မှာရောနိုင်ငံရေးရပါတားစီတွေမလိုက်ရှိနေတာပါစဉ်းစားကြည့်လေရှေ့တန်းရောက်နေတဲ့စစ်သားတွေနဲ့ပြည်ပမှာရောက်နေတဲ့တုတ်ကတွေငါးထန်းကျော်ကဘယ်လိုမဲပေးကြမလဲဒီပြင်အတိုက်ခံတွေကပါရွေးကောက်ပွဲကနိုင်ငံကိုနှချမ်းခွဲပြီးပူတင်နဲ့ကြိုက်ဖင်သွားလိမ့်မယ်ဆိုပြီးကန့်ကွက်နေကြပါတယ်နောက်ဆုံးချက်ကတော့ပြည်သူလူထုရဲ့ထောက်ခံမှုကအရင်နေနေတာပါစစ်တမ်းတွေရဆိုရင်လူ10%လောက်ပဲစစ်မပြီးခင်ရွေးကောက်ပွဲလုပ်ချင်ကြအများစုကစစ်ပြီးမှပဲလုပ်တင်တယ်လို့မြင်ကြတော့ဒီစကားဟာတကယ်ရွေးကောက်ပွဲခေါ်တာထက်နိုင်ငံရေးဖိအားတွေကိုတုံ့ပြန်လိုက်တာမျိုးဖြစ်နိုင်ကြီးပုံများပါတယ်အချုပ်ပြောရရင်ဆယ်အတွင်းရွေးကောက်ပွဲဆိုတဲ့ကိစ္စဟာလက်တွေ့ကျတဲ့အစီအစဉ်တစ်ခုထက်နိုင်ငံရေးအတုံ့ပြန်မှုတစ်ခုသာဖြစ်နေပုံပါပဲ